ဘက်ကတော့ ESP လိန်နာလည်းထုံးနေ၎င်းပါပဲလက်ပို့ပဲပြန်ပြီးယူထားပြီး AOE fight တွေကိုတော်တော်လေးအားသာစေမဲ့ draft တစ်ခုတော့ new ball အနေနဲ့ပြန်ပြီးတိဆောက်ထားတယ်တစ်ဘက်ကတော့ platinum တွေကတော့ game 1နဲ့တော့နည်းနည်းလေးတော့ changes တော့ဖြစ်သွားပြီဒီခါမှာတော့သူတို့ချောင်း pick off တဲ့အတူပဲဘာတွေများဆက်ပြီးလုံးပြတိုင်းမလဲချောင်း Zushin mid ဂျူတွဲလုံးကလည်းတော်တော်လေးမှာ early impact တော့များတယ်ဗျာ သူလည်း decrease ရတာမြင်တာပဲလိုက်ပြီးတော့အဲ့တော့ Resilio အနေနဲ့ရောဒီဘွဲမှာလည်းပဲဒါသူ Hayabusa ကိုပဲထပ်ပြီးတော့ရွေးချက်ထားတယ်ဘက်ကPSG နဲ့ကတော့ Basha လေးနဲ့တော့ဒီဘွဲကိုပြန်ပြီးတော့ထုတ်လာခဲ့တယ်ပေါ့နော် objective တွေဘာတွေပြန်ပြီးတော့ဒါယူရမယ်ဘာညာဟေ့ဆိုရင်တော့ Basha တော့ဒါတော်တော်ပြူဆက်နေပါခင်းပြီးတော့ဒီ objective ထဲမှာသွားပြီးတော့ beauty ပေါက်လို့တော့ကောင်းတယ်ဆိုတော့ Hayabusa သူ့ရဲ့ quick share လို့လေးနဲ့ beauty လာပြီးတော့ပေါက်နိုင်မှာလားပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ထပ်ပြီးကြည့်ရပါမယ်ပြန်ပြီးတော့ကြည့်ရမှာပေါ့နော်လက်ရှိကတော့ banner တော့သူရဲ့ဒီလပူလပူနဲ့အတူမှာ Investigate တော့ကစား11ရဲ့sorry super cat ရဲ့ဒါ11နဲ့အတူမှာပဲဒါ black ရဲ့ e ပေါ့နော်ခုနကဒီ game 1တော့အတိုင်းလေးပဲချိန်ပြီးအဲ့သွေးလေးတွေပဲပြန်ပြီးတော့ပေါ်လာရပါအဲ့တော့ game 1တုန်းကလည်းအဲ့လိုမျိုးလေးပေါ့နော် cherry judy နေနဲ့ဒါ11ပေးတာ11ပေးရဲ့ damage ကြီးကျွန်တော်သူသွေးတော်တော်လေးကိုနည်းသွားခဲ့တယ်အခုတစ်ခါမှလည်းပဲထိုနီလက်ကောင်းပဲထပ်ပြီးတော့super camp အနေနဲ့ကတော့ game 1တုန်းကအတိုင်းလေးပဲထပ်ပြီး cherry judy ကို early game တစ်ချက်မှဖိထားနိုင်တာမျိုးတွေ့ရတယ် index ကထပ်ပြီးတော့ back လာပြီး cherry judy ဒီနေရာမှာတော့ဒီ minion လက်5 minion လို့သူလွတ်ဖို့တော့တေချာတော့ရှိနေခဲ့ပြီလားဟုတ်ပါတယ်အဲ့တော့လက်ရှိမှာတော့နောက်မှပြန်ပြီးတော့ရောက်လာခဲ့ rookie စီးနဲ့ဒီမှာတော့ index light ချဖို့တော့ကြိုးစားနေတဲ့ bottom lane ကိုတော့ဒီခေါက်မှာတော့ပြန်လည်ပြီးတော့ new boss လာပြီးတော့စားတောက်ဖို့တော့ကြီးနေခဲ့မစင်တော့ပြင်နေသေးတော့ကောင်းကောင်းရွတိတယ်အဲ့တော့ AC တော့ပြန်ပြီးတော့ fall သွားခဲ့ရင်းနဲ့ပဲလက်ရှိမှာတော့ဒါ top 5 အရ9 minute ရမှာတော့ cherry cutie ရပဲဒါထိတ်ဆိုးကနေပြီးတော့ဥဆောင်ထားပါသေးတယ်အဲ့တော့ဒီဘွဲမှာတော့ super camp အနေနဲ့ cherry judy ကိုမြင်အောင်လိုက်လာနိုင်မလားဆိုတော့လည်းပဲတစ်ချက်စောင့်ကြည့်ရမယ်အနေသားတစ်ခုပဲပေါ့နော် super camp ခုနကပွဲရဆိုတော်တော်လေးကောင်းတယ် crossbow တောက်လျှောက်တက်တယ်ဒါပေမဲ့ဘယ်လိုပြောမလဲတသင်းနဲ့တသင်းရဲ့ကြားမှာကွာမှုလေး network gap လေးကွာလာတယ်လည်းအမြသူ့ရဲ့ crossbow ကလည်းပဲရှေ့မှာဒီတကောင်လောက် rookie easy လောက်နဲ့ပြန်မပြတ်လို့ရှိရင်လည်းပဲ team pro လောက်နဲ့ပြတ်သွားတာမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့အရန်ကြီးတော့တသင်းလုံးမှာတော့ damage output အရင်ကြီးတော့များမသွားခဲ့ဘူးဒါ9 minute ရမှအနေငယ်ဒါပြက်ကြံခဲ့အဓိက cherry judy က minions တွေပါရင်တောက်လျှောက်ရခဲ့ဆိုတော့သူကတော့ပို့ပြီးတော့အဆင်ပြေနေတယ်လို့ပြောရမယ်ဗျဟုတ်တယ်ဆိုတော့လက်ရှိကတော့ first star တွေပေါ်လာခဲ့ပြီဆိုတော့ first star တလီမှာတော့ telephone ဆိုင်မှုတော့အသိတော့ဖြစ်နေခဲ့ဒီဘက်မှာ4ရောက်လောက်ထိရောက်ရှိနေခဲ့လို့မျိုးပေါ်လာရနေမှာပြန်လဲပြီးတော့ဒီ drop ဆင်းလာဖို့လိုအပ်နေပါသေးတယ်လက်ရှိကတော့ဒါ apata ရဲ့ဒီဘက်ကနေမှာ left plan နဲ့ light ရှာထားပြီးထားရတဲ့နောက်မှာတွင်လာခဲ့ဆိုဒီ drop လက်ရှိနေခဲ့လို့ manipulation ပြန်ပြီးတော့ retreat ဒီဘောမှာ Resilio မှန်ကတော့ပေါက်နိုင်ခဲ့တယ် first star တွေကိုရခဲ့လို့နောက်ကနေပြန်လဲပြီးတော့ T pro ကဆွဲစားလာခဲ့ပါပြီအဲ့တော့ PS လာပြီးတော့ ready ပေါက်ဖို့အတွက်အဆင်ပြေနေရနေတာတခုမှာတော့ Hayabusa ဒါ ready မမှန်ကန်ကန်နဲ့ပဲသူတို့ရဲ့ first star တဲ့ objective ကိုရရှိအောင်စွမ်းဆောင်သွားနိုင်ခဲ့တယ် Hiroki ကလည်း2ကောင်လောက်ထိ new bone ရလိုက်တယ်ဆိုတော့ first star တဲ့ Hiroki 2ကောင်ရထားတဲ့ new bone early game မှာတော်တော်လေးအားသာသွားပြီဗျာလက်ရှိတော့ဒါကတော့ best e-sport ဒါ best e-sport streamer တဲ့ရီအနေနဲ့ကတော့ Rudini ပေါ့နော် AI0113 ကိုတော့ဒါ vote သွားပြီးပေးလို့ရပါတယ်ဟုတ်ပါရဲ့နော်ကျွန်တော်တို့ vote အေးဟိုဘက်မှာတော့တန်းပြီးတော့ပဲတင်တော့တင် Rookie Easy Air ဘုံ the way of dragon damage ကြားနေမှာဟိုဘက်ကနေပြီးတော့တောက်လျှောက်ကို index ခံစားနေရဆိုမရတော့ဘူးနောက်ဆုံးမှာ Guardian ခုန်ပြီးတော့ထွက်ချင်ပေမဲ့လည်းပဲပေးနေတဲ့ damage ကြားမှာပြတ်သွားခဲ့ရတယ်ခုန်ခွင့်တော့မရလိုက်ပဲတန်းပြီးတော့ပြတ်သွားခဲ့အဓိက Zushin ပါနေရလေးတော့အများကြီးတော့သတိရထားမှာပါဆိုတော့ကျွန်တော်တို့တွေဒါခုနကမှပဲ minions ပိုင်ရှင် cherry cutie လေးကိုတော့ဒါကျွန်တော်တို့ vote ကုတ်ပေးခြင်းနဲ့ဆိုတော့ AP5115 ကိုတော့ဒါ unite second နဲ့2ဒါ1003ကိုတော့ SMS voting လေးပေးပို့လို့ရပြီဖြစ်ပါတယ်ဟုတ်ပါတယ်เนาะအဲ့တော့ကိုကြိုက်တဲ့ voting လေးကိုတွားရောက်ပြီးတော့1003ကို unite second နဲ့ဒီမှာတော့ voting ပေးပို့လိုက်လို့ရပါပြီဟုတ်ပါတယ်เนาะ cherry cutie တကယ်လည်းခုနကပွဲရတယ်လားအများကြီးတော့လုံးပြသွားခဲ့တာပြေးခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာရောဒါသူဘာကြီးထပ်ပြီးတော့လုံးပြလာနိုင်မှာအခုချိန်မှာသူ Hiroki ခုနကတကောင် Ines ကိုတော့စားနိုင်တာမျိုးတွေးခဲ့ရတယ်ဆိုတော့ super can ကလည်းပဲcherry cutie တက်မတာဘူးဆိုရင်တော့တိတ်မနှိမ့်နဲ့လက်ရည်မျိုးနဲ့တောက်လျှောက်လိုက်ပြီးတော့ဖန်ထားနိုင်တာမျိုးတွေတွေ့ရတယ်ဗျအဲ့တော့ family ပိုင်းကတော့ goal လိုက်တာနှစ်ယောက်ကတော်တော်ကြီးကတော့ကောင်းရှာပါတယ်ပေါ့နော်။သို့ပေမဲ့လည်းပြည့်ခွင့်ရခွင့်မရခွင့်နေရတယ်ပြန်လဲပြီးတော့သက်ဆိုင်သွားတဲ့ဖြည့်တွေကြားထဲမှာကြတော့ဘသူကပို့ပြီးလောက်ကွက်ထွက်သွားလဲဆိုတော့ပို့ပေါ်သွားခဲ့တယ်။လက်ရှိကတော့ဒါ first star တဲ့အပီးလောက်မှာတော့ Hiroki 1-2နဲ့ညီတက်နေလို့မျိုးနောက်ပိုင်းခြားလေးမှာတော့ 2K ဝင်းကျင်လောက်ထိတော့ပြစ်ချင်လာခဲ့ပြီ4 minute မှာတော့ဟုတ်တယ်ဗျနောက်ဝက်ကတော့4 minute မှာတော့ဒါ 1K ကျော် 1.5K လောက်တော့ဒီဘုံကတာထားတာမျိုးတော့တွေ့နေရတယ်ဒီဘုံသူတို့ရထားတာလည်းပဲတတ်တယ်ရော Hiroki တွေဘာညာအစရထားတာဆိုတော့အဆင်ပြေနေရလို့ပြောရမယ်ဗျဒါပေမဲ့ second တာတဲ့ဗတဲ့ကျွန်တော်တို့ချက်တော့ထပ်ပြီးစောင့်ကြည့်ရမယ် second တာတဲ့ဗတဲ့မှာ new bone ထပ်ပြီးတော့တာသွားမယ်ဆိုရင်တော့နောက်ကကလေးပုံမူပြီးတော့ဖြတ်ထားနိုင်တာမျိုးဖြစ်သွားလိမ့်မယ်ဗျဟုတ်တယ်လက်ရှိကတော့ second တာတဲ့ပေါ်လာဖို့အတွက်တော့ဒါ40ခိုင်ချိန်ကတော့ပြန်လဲပြီးတော့ရောက်ရှိလာခဲ့ပြီ BS ကတော့စပြီးတော့ဒီ second တာတဲ့လေးကိုစထိနေခဲ့လို့နောက်မပြန်လာမ T pro လည်းရှိနေခဲ့လို့ final လို့ဗဒလာဆိုင်ပါလားတစ်ဖက်ကတော့ banner ပြေးဝင်အောင်ပါပဲ index က guardian လည်းရှိနေတဲ့ Resilio နောက်ကနေ Kusheo နဲ့လုံးဝလိုက်ပြီးစောင့်နေုံလေးပဲဆိုရင်နောက်မှာ index ကိုဆွဲပေါ်လာဒီနေ့လွယ်နေပြီလား victory နောက်ကနေ Resilio ပဲထပ်ပြီးတော့ကြတာ black manipulation နဲ့ထုတ်ပြီးတော့သုံးပေးထားရဲဆိုပြီးတော့အဲ့ဒီမှာကျန်နေတဲ့ index သူရအရောက်နေနေကြတော့ PS က over က black ကိုပြေးပြီးချိန်ပြီးတာတော်တော် user မှာတပြီးကင်းရဆိုဒီမှာ T pro ကတော့ပြန်ပြီးကြ Rookie TC သူရအရောက်နေနေကြတော့ PS တောက်ချက်ကိုကာဗာလုပ်ပေးခဲ့ပြီးတော့ပဲသူတို့ဘက်ကတော့ဒါ target ပေးခဲ့ရပြီးတော့နောက် T pro တကောင်မှာထပ်ပြီးဆုံးရှုံးခဲ့ရတယ်ဗျာ target ပေးတိုင်းမှာ target ကေးတိုင်းမှာတောက်
လျှောက်ပေးနေရဟီယိုကီလေးတွေကတော့နိုင်ငံလေးရောပလာတွေတော့ကတော့တိတာလာနေသေးပြီအဘာတာပြန်လဲပြီးတော့သူ့ရဲ့ဒီ first down လေးကိုအကောင်းဆုံးကာထားရင်းနဲ့ပဲလက်ရှိချိန်မင်းတစ်ခုတော့သူတို့အနေနဲ့အကောင်းဆုံးပြန်အသုံးချမလို့ရမယ် Cherry Cutie ရဲ့လိမ့်လို့တော့လုံးဝမသွားသေးရလေးရတော့ Cherry Cutie အတွက်ကတော့အကောင်းဆုံးလို့ပြောရမှာပါ ဂျူနီယာတော့ဦးချိန်ဒီတော့သူကလည်းသူဒါ famous space ကို AC လေးဒါရှာနိုင်တယ်ပေါ့နော်ဒါပေမဲ့အရင်လည်းသူတက်လို့မရဘူးတစ်ဖက်က new born ကမထင်သူရောက်လာနိုင်တာမျိုးရှိရဲဆိုတော့သူအနေနဲ့ position ကတော့ဒါအောက်တော့မအောက်နေဘူးနော် position သွားပြီးတော့အောက်ပြီးဆိုရင်လည်းပဲ new born ကတန်းပြီးဆွဲစားနိုင်တဲ့အချက်မျိုးတွေရှိရဲလောဆယ်ရမှာတက်တယ်လေးလည်းထပ်ပြီးရခဲ့ဟီယိုကီလည်းတစ်ကောင်ထပ်ရခဲ့ဆိုတော့တော့ကတ်က 3k ထပ်ပြီးတဲ့ပြီးတော့ Cherry Cutie ကိုထပ်ရသွားတယ်ဗျာ ဒီပွဲမှာတော့ဟုတ်နေပြီ new born အနေနဲ့ကတော့ Cherry Cutie ကိုပြန်လဲပြီးတော့ရရှိသွားခဲ့ရလေးရောတကယ်ကိုကောင်းသွားခဲ့ပြီတစ်ဖက်ကနေမှာ super cat အတွက်လည်းပို့ပြီးတော့ဒီ lane war ဒီရှာလို့ကောင်းလေလိုမျိုး Cherry Cutie ကိုဒါနှိမ်ထားနိုင်တာလေးကလည်းတော်တော်လေးကောင်းပါတယ် Cherry Cutie ဖြစ်သွားခဲ့လို့ဘယ်နာပြန်လဲပြီးတော့ပါလာတယ်ပါပြီးရဆိုတော့ PS သွားပြီးတိုက်ထားခဲ့တော့ lane ကခုံမှုလို့စဉ်းစား raise 3ချက်ရိုက်ပါလားဆိုတော့ lane ကဆက်ပြတ်ပေးဖို့လုံနေခဲ့တယ်ဗျအောက်ပါတာရတော့ပါလားဆိုဖြည့်ကြားရဲမှာပြန်ပြီးတော့ပဲဘယ်နာတောင်းသွားခဲ့ရပါပြီ ဘန်နာ 3v1 ကြားထဲမှာတောက်လျှောက်ကြီးလုတ်ပေးနိုင်ခဲ့ဆိုပဲလည်းပဲတကယ်တမ်းတော့3တယောက်ဆိုတဲ့အားတစ်ခုမှသူအရင်တော့မခံနိုင်ခဲ့ဘူးပြန်ပြီးတော့ပေးလိုက်ရတယ်အဘတောင်ရကန်ဒီဖြစ်သွားခဲ့ဆိုရင်နောက်ဆုံးမရခဲ့ပဲနဲ့ဘန်နာကိုယ်တိုင်ပြန်ကျသွားခဲ့တာမျိုးတော့ဖြစ်ခဲ့တယ်ပေါ့နော် Rookie Daisy လိုက်လာဟိုမှာ super cat ဒါတော့ပြင်းနေဆိုတော့ way of dragon ရရင်ရဆို index ကိုတန်းပြီးတော့ဖြတ်တင်လာမယ် index ကပြတ်ပါမလား Rookie Daisy ကိုယ်တိုင်ပြန်ပြီးတော့ပြတ်သွားခဲ့နေတာတစ်ခုမှ cross bow ရဲ့တက်ကူးနေခဲ့ပြီနောက်တော့ Rookie Daisy ပြင်မှာ PS ပါထပ်ပြီးပေးရမှာလားမရအောင်လဲမရှိနဲ့ team pro တက်မှတ်ပြီးတော့ပေးဆက်လိုက်ရဆို UK တက်ကောင် down သွားခဲ့ပြန်ပြီဗျာ လုံးဝနှစ်ယောက်တော့ပြန်ပေးလိုက်ရတော့နှမျောဘလို့ကောင်းနေခဲ့ပြီအဲ့ဒီ interest ကြီးကအလဲပတဲမှာတော့အဲ့လိုပဲလုံးဝ revitalize ကြီးခင်းပြီးတော့အဲ့လိုမျိုးမာတောင်နေရရဲ့အဆင်မပြေဘူးလက်ရှိမှာလည်းပဲဒါကကဆို revitalize ကြီးခင်းလိုက်တာဘာမှမသိတော့ကြောက်ကြီးပြန်ပြီးတော့ကျသွားခဲ့ဆိုတော့အကွာတလိမ့်ကြီးကတက်ကြမှာသွားပြီးပြီးတဲ့ interest မတည်သေးပဲနဲ့ guardian ပြက်ကုန်လို့ Cherry Cutie မှာထပ်ပြီးတော့ပေးလိုက်ရပြန်ပါပြီ index KO ပဲ right time spare တွေကိုကွက်တိသုံးသွားနိုင်တယ်ဗျာနောက်တစ်ခုကခုနကနေမှာဆိုရင်တော့ Rookie Daisy အနေနဲ့index ကိုအရင်ကန်လို့မရသေးဘူးဗျာ revitalize ရှိနေတဲ့ကတော့ကစားအနေနဲ့အတုံးနဲ့ပြတ်မှာမဟုတ်ဘူး damage output ရမှာ Cherry Cutie လည်းထင်သလောက်ထွက်နေသေးတဲ့နေတာမဟုတ်ဘူး maximum time ပြင်တစ်ခုကိုမရောက်သေးတဲ့နေတာတစ်ခုမှာတော့သူကန်ကျင်တဲ့ကောင်ကန်လာလို့ရတဲ့ပုံစံမျိုးတော့မရှိသေးဘူးဗျာ UK 280 result တစ်ခုနဲ့တူ new born game 1တုန်းကရှုံနေခဲ့တဲ့ရှုံးကျွေးကို game number 2မှာပြန်ပြီးတော့ support တော့အကောင်းဆုံးပြင်ဆင်လာခဲ့လို့ပဲပြောရပါမယ် လက်ရှိပါတော့ဒါ 6k ဝင်းကျင်လောက်ထိကိုတော့ပြင်လိုက်ပြီးတော့ network ဟာတော့တာဝန်တော့ဖြစ်လာခဲ့နေပဲအဲ့တော့ဒီဘက်မှာဆိုလို့ရှိရင် hero game ဘိုင်းဆိုင်ရာတွေပေါ့ new born နောက်ဘိုင်းဆိုင်ရာတွေပြန်ပြီးတာနေခဲ့ပြီဒီပွဲတော့ပြင်လိုက်ပြီးစိုးမိုးတော့ပါလား game 1တော့ရှုံးကြီးကိုပြင်လိုက်ပေးဆက်တော့မဲ့ပုံစံတော့မြင်နေရသလိုပဲအောက်မှာတီပရတယောက်တည်းအဆင်မပြေတော့ဘူးလို့တင်တဲ့ပေါ်လိုက်နေမှာလာနေမှာပြင် PS ကမတက်ပြန်ပြီး2ပဲပြီးတော့ကတော့ကပ်ပေးနေတဲ့ manipulation damage ကြီးအောက်မှာပြန် down သွားခဲ့ရတယ် PS အနေနဲ့ကတော့ index ကိုရခဲ့ပြီ2ပဲထပ်ပြီးတော့ပေးရတယ် well for this straight ပါ တော်လေးတော့များတယ်ဗျာဒီဘက်ကလည်းပဲ4 man လုံးကြီးဝင်ဆင်းလာခဲ့ရဆို new born နေနဲ့အောင်လမ်းမှာတော့ Cherry Cutie ကတော့ free famous space တစ်ခုကိုသူပြန်ပြီးတော့ရနေရမျိုးတွေ့ရတယ်အဲ့တော့ခုနကဘွဲတော့ကသူတင်းတာရယ်ဆိုတော့ဗတေးလိုက်ပြီးတော့ဒါပေါင်းပေးတယ်ဗျဒီဘက်ကသူတင်းမတာရင်ရတော့ကသူကိုယ်တိုင် solo famous space တစ်ခုသူရှာနေရခြင်းတစ်ခုမှသူတင်းဝေါနဲ့တော့လိုက်ပြီးတော့မပေါင်းထားနိုင်ဘူးဒါပေမဲ့ new born နေနဲ့က network အရာမှာ 6k 7k ကျော်လောက်ထိတာလာတာဗျအဲ့ဒီအတာကိုပဲသူထပ်ပြီးတော့ fast slot တွေဘိုင်းနဲ့မှာထပ်ရသွားရင်တော့ new born ဒီ game number 2ကိုတော့သူစိုးမိုးသွားနိုင်မှာလားဆက်ပြီးတော့ကြည့်ချင်ပါသေးတယ် လောဆယ်ပြီးတော့ဒါ10မိနစ်လောက်ထိမှာတော့မှသူတို့ဒီ Mega Tower နားတွေပါရောက်လာနေပြီဆိုရင်နေတာတခုတော့တော်လေးရောကောင်းမွန်တဲ့လောက်ကတစ်ခုလို့တော့ပြောရလိမ့်မယ်လက်ရှိမှာလည်းပဲလောကတက်ပေါ်လာတဲ့ခါကျရင်တော့ဒီလောဝတ်အပိုင်တိန်းသွားနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့လောက်ကွက်တွေပို့ပြီးဖြစ်မှာ Resilio 303ဆို KD ရှိတယ်လို့မျိုး Super Cat အနေနဲ့ကလည်း202ဆို KD ရဲ့ Black က108လောက်ထိလုံးဝ key participation 90% ဝန်းကျင်လောက်ထိတော့ပါထားတယ်လို့ပြောရမှာပါဟုတ်တယ်ဗျာနော်အဲ့တော့ဟိုဘက်ကလည်း adapt တွေတော်တော်များကြံနေသေးတယ်ဗျာဆိုတော့ Resilio ရော Super Cat ရောသွားပြီးတော့ကြံတယ် Black ကလည်းတော်တော်လေးကောင်းနေရဗျာသူက manipulation တွေတုံးတာလေးလုံးဝတည်တက်နေရပါတော့ကျတော့ Platis game number 2မှာတို့တာတကယ်လို့ရှုံးနေခဲ့ရမယ်ဆိုရင်တော့ game 3ကအနည်းငယ်အနေငယ်မဟုတ်တော်တော်လေးအနေများသွားနိုင်တယ်ဗျ။ Yugons အနေနဲ့ကလည်းတကယ်ကိုမခေတဲ့ player တွေစုဖွဲ့ထားတယ်တင်းတင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့တော့ Platis အနေနဲ့လည်းလုံးဝတော့ shot တက်လို့တော့မရဘူး။ Cherry Cutie famous space တွေကိုရအောင်ပြန်ပြီးရှာပေးထားနိုင်ခဲ့သလို Yugons ဘက်ကလည်းပဲဒီချိန်မှာ network ကအတာနဲ့လုံးဝ item အတာနဲ့တည်ရိုက်နေရတာဆိုတော့ လောဘထပ်ပြီးပါသွားဆိုတော့တော်တော်လေးကိုအဆင်ပြေသွားမှာဗျ။ လုံးဝ Platis ဘက်ကလည်းဒီတော့လာကြည့်ဖို့တော်တော်စိတ်ဆန္ဒရဲရင်တော့ရှိမနေတော့တရားမလွတ်ပေးဖို့တော့များသွားပြီဘာလို့ဒီချိန်မှာသူတို့တခြားသောဒါ lane နေရနေပြီးတော့နောက်ပြန်ရှာတာပဲဖြစ်ဖြစ်တစ်ခုပြန်လုံးလိုက်မယ်ဆိုပို့ပြီးတော့ဒါတရားမှုကပိုရှိသွားနိုင်တယ်သူတို့ဒီ low high road fan ကိုပဲ fast flow လေးဖြစ်နေတဲ့အတွက်ကြောင့်မလို့လွယ်တကူတော့ကာဖို့တက်တော့ဒါစဉ်းစားထားခဲ့နေမှာ fast flow ကိုတော့ဒါ easy ပဲပေးလိုက်ပါပြီအဲ့တော့ fast flow နဲ့ new born ဘယ်လောက်ထိတက်ပြီးတော့သိမ်းနိုင်ပါလဲနှစ်လိန်ကတော့ကျွန်တော်တို့ second tower မရှိတော့အောင်လိန်မှာ second tower ထပ်ပြီးတော့ပြုတ်ပြီဆိုရင်တော့ mega 3လုံးလောက်ပဲကျွန်တော်မနေကြဘူးဗျ banner land shake ကပြန်ပြီးတော့ကြာပြီးတော့ဟိုက night 3 man လောက် stand up ပြန်ပြီးတော့ထိန်းတာ black
ပြတ်တော်လေးနဲ့ manipulation ရောက်ပြန်ပြီးဖြတ်ကင်းထားတဲ့ over ဟာတဲ့ Cherokee damage အကြမ်းပေါ် team bro Avata တက်ပြီးတော့ပြန် PS ပါထပ်တောင် 3 man down နေနေတာတခုက Rookie TZ နဲ့ Cherokee လွတ်နိုင်ပါဦးမလား Rookie TZ Guardian damage ထပ်ပြီးတော့မှန်သားဆို Super Can plane time ဖြစ်နေတာ Super Can နဲ့ to Resin Leo Shadow တောက်လျှောက်ကိုပေးနေတယ် Sharing Kelly နဲ့တူပဲအဆုံးသက်သွားခဲ့ပါပြီ Cherokee ဒီတယောက်တည်းပဲကျန်နေတော့ကာလာကူမှာလောလည်း defend လုပ်ကြရအောင်မယ်နော်မမီနီယောတဝေးကတော့ပြေးလဲပြီးတော့ထွက်ပေါ်လာပြီဆိုအောက်ကနေဝင်လာမယ်ဝေးတကွေးရတော့ရှိနေပါသေးအပါတာပြတ်ဖို့တော့50စက္ကန့်နောက်ကနေမှတာလောကနေမတီ drop ပြန်ပြီးတော့ပေါ်ပေါက်လာခဲ့တယ် BTS လည်းပဲပြန်ပြီးတော့ respawn တိုင်းထွက်လာတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့တို့လာရိုက်ဖို့ဆိုတာကတော့ new moon အတွက်အခွင့်တော့မတာခဲ့ရပါဘူး လုံးမလာခင်နဲ့ကမဲကတလုံးရသွားတာ new moon အတွက်အစင်တော့ပြေသွားတယ်ပေါ့ဒါပေမဲ့တို့တဲပြီးတော့ရိုက်နိုင်မှုတော့ကတော့ထင်တော့အစင်ပြေမှာတော့မဟုတ်သေးဘူး 5v5 ဆိုရင်မဲကတော့ကစားမရှိသေးတဲ့နေရာတခုက 4v5 situation တစ်ခုဖြစ်နေခဲ့တယ်အဲ့တော့ပေါ်လဲမဲကတော့သူထပ်ပြီးတော့နှဲ့နိုင်ပါလား Super Can လည်းအရင်ကြီးတော့ဝင်လာလို့မရဘူးဗျငယ်ငယ်ကြုံလာလို့သူပေးလိုက်ရလို့ရှိရင်လည်းပဲမတက်မရဖြစ်သွားနိုင်တယ်သူအနေနဲ့ဒီ KD shut down ကိုပြန်ပြီးတော့ပေးလိုက်ရမှာအဲ့တော့နောက်က Resilio ကို Cherokee လမ်းမျိုးထည့်ပြီးလိုက် PSG ရင်နောက်ချက်တော့ defend ပြီးကိုကြိုးစားနေသေးတယ်ဒီ base ထဲကိုဝင်လာဖို့တော့ကလည်းမဖြစ်နိုင်သေးပါဘူး ရန်ပြီးတော့သွားပြီးတော့ရဲဆုံးလို့တော့မရသေးကာလာရဖြစ်တယ် manipulation guardian လမ်းပြီးအကုန်ပါတယ် Avata ပြန်ပြီးတော့ area သုံးလိုက်ခဲ့ပြီ Rookie ဒီနောက်မှာရှိနေကြပြီးတော့ရှေ့ကိုဝင်သွားတယ် Team Bro 3 fast down လောက်ပြီးပြန်ပေးထားပြီပဲဟိုဘလာရနေကြပြီးတေးခံနေရမယ်နောက်မှာတယောက်မှပြတ်မသွားခဲ့ Avata လည်းသူရောက်နေတယ်နောက်ကဝင်လာခဲ့ရအောင်စ Cherokee ဒီကြားမှာပြန်ပြတ်သွားလို့ cross going ဟိုနာခဲ့မှာ2 match တောင်းလို့ပါလားကျမ Rookie TZ ဘေးထဲမှာပြန်ပြေးနေ Crystal Throw ကိုနောက်မှာတဲအောင်ရိုက်ချိုးနေခဲ့နေပဲ New Bull ဒီကောင်မှာအဆုံးသတ်ဖို့တော့ပြစ်လာပြီလားဆိုအပြေမှာပဲတကယ်ပဲ New Bull အကောင်းဆုံးအဆုံးသတ်တစ်ခုတော့ပြစ်သွားခဲ့ရပါပြီ ဒီနေ့ရဲ့ကျွန်တော်တို့ဒါပွဲအစတွေကပြောခဲ့သလိုမျိုး Best of 3 series အပြည့်သွားနိုင်တဲ့နောက်ဆုံးသောပွဲစဉ်ဟာတကယ်ပဲ